ဒီနေ့မနေ့ကကျွန်တော်တို့9နာရီခွဲလောက်အောက်ကစပြီးတော့ထွက်လာကြရတယ်ပေါ့နော်ကျွန်တော်ဒီနေ့တော့မှာတော့ကုသရှင်နဲ့ဦးပါပေါ့နော်စီဗီရှောင်းစကန်နှစ်ခုလုံးကိုတနေရာထဲမှာကျွေးမှာဖြစ်ပါတယ်ဆရာလီဝိုင်းတစ်စင်ဆရာလုံးဝင်းတစ်စင်ဘာလို့တွေ့ခိုင်းမှာဖြစ်ပါတယ်ဒါတော့လမ်းမှာချုပ်ပြနေကြလို့ဆိုပြီးတော့ပြလိုက်ပါဖြစ်ပါတယ်ကျွန်တော်စစ်စစ်အတီးသားလို့တွေ့ကြတယ်ပေါ့နော်ဒီနေ့ရဲ့စစ်စစ်အတီးသားတွေလောလာနေချုပ်ပြနေတော့လောလာအတင်းမပူလိုက်ဒီဆိုင်တဲ့လူကမတော်တော့ဟိုရိုက်တီးရိုက်ဟိုရန်တီးရန်ဖြစ်နေတာအင်းပြတယ်လေအကုန်လုံးပါလို့ဟာချုပ်ပြကောင်းမှုရိုက်တဲ့တော့အဲ့မလောက်ဖြစ်နေအပြင်မှာတော်လိုက်တော်လက်ချင်းလို့ကောကျွန်တော်တို့ကတော့ဒီနေ့ဟိုလောကကူညီနေလိုက်ပါဝင်လေးပါဖြစ်ပါတယ်ပေါ့နော်တွားတယ်စစ်ဆောင်စတဲ့နှစ်ခုကနည်းနည်းတော့ဝေးတယ်ကျွန်တော်နည်းနည်းတော့လှမ်းနေမလို့တွားလိုက်ရတယ်လမ်းနေရတော့နည်းနည်းကျန်းနေပေါ့နော်လမ်းကျန်းနေခမလမ်းကောင်းနေတယ်ပေါ့နော်လမ်းပြန်ကောင်းသွားရောဒါတော့ကိုကလမ်းနေပေါ့နော်ကိုကလမ်းနေနဲ့တွားရချိန်တော့ကောင်းတယ်မွေးရတော့နည်းနည်းလမ်းနေရှော့မယ်လမ်းကျန်းတဲ့ကြောင်တိတိကျကျဆိုင်ငယ်ခူးကြလိုက်ဒီရိုက်လိုက်ပါဆိုင်ငယ်နဲ့အင်္ဂပြောင်းပြီးတော့ဟိုဘက်ကရိုက်လိုက်ဒီဘက်ကရိုက်လိုက်လောက်ထားပါတယ်ဆရာကြီးလည်းမဆောင်ကိုယ်လည်းမဆောင်ပြလိုက်ရတယ်ဒါတော့ဆိုင်ငယ်ရတော့ရိုက်ချင်မရှိလို့ချောက်ရိုက်တယ်ပါညောက်ချင်မယ်တော့လာကြတယ်နည်းနည်းတော့တော်လားဆိုပြီးတော့ကျွန်တော်စားနေဆိုင်နေပြီးတော့တနည်းနည်းပတ်သက်လိုက်တယ်မနော်ဖတ်ပြောဘယ်အောင်ချင်းပဲခဏလေးပြင်းနေထောင်းနေတယ်ဗောနော်ဒီစီထောင်းနေတဲ့ဆရာကိုတွေ့တယ်မလေးပြီးတော့ဆုံးခံပြီးတော့စကားပြောနေတဲ့ဆရာမကိုပြီးတော့လက်စွမ်းပြနေတဲ့နဲ့မုန်းရဲ့ချက်ဖို့လက်စွမ်းပြနေတဲ့ရာဝီသားလေးကုပေးတာလည်းလက်စွမ်းပြနေတယ်ဗောနော်အဲ့နောက်ဆရာထောင်းနေတာကြည့်ရတာတနာလာလို့ဆိုပြီးတော့ကျွန်တော်ဝင်ထောင်းနေမှာကျတော့ထောင်းပြီးတော့ကျွန်တော်ချင်းထက်ထောင်းပါတယ်မနော်ကျွန်တော်ဒီနေ့ကတော့ကျွန်တော်ထောင်းတောင်းဝင်လုပ်ခဲ့တယ်ပြီးတော့ဆရာကမတင်တဲ့ချက်တွေအကုန်လုံးပြီးတော့ဖိနေတယ်အောင်နေရတယ်ညမလည်းအားနဲ့ဗန်နဲ့ပဲယူဖိနေခဲ့တယ်ဗောနော်ငါပြောခဏလိုရပြောလို့ထင်တယ်ခုတ်ပြရတော့ပြင်လိုက်နေပြီးတော့ပြင်လိုက်ရေးလာပုတ်ပြလိုက်ပါတယ်ဒီနောက်မှာတော့ကျွန်တော်တို့စီစတက်တယ်ဗောနော်စီစတက်တယ်ပြောရဲအစပလာလေးထဲတယ်နော်အမွေတော်ရဆရာလည်းဒီမှာစီတဲ့နေနဲ့ဒီမွေရောင်းမွေရဆိုဒီလိုမွေရတယ်ဆိုပြီးတော့ကျွန်တော်တို့ဒီကပြရတယ်ပေါ့နော်ကျွေးရမယ့်သူအများတော့ကျွန်တော်တို့တိုးရဲမလောက်တော့အခွက်တက်လိုက်ကြပါနော်ကျွန်တော်တို့ချစ်ပြုံးနေတဲ့အချိန်မှာပဲပြင်းနာနေရီလာလုံးနေတဲ့မိသားစုတက်တိုက်ရရှိရပေါ့နော်လုံးနဲ့တက်တက်လေးပြီးတော့ဆိုပြီးအပြင်ခဏထွက်ပြီးတော့နေကောင်းလေးနဲ့ရှူလိုက်ပါနဲ့ကျွန်တော်တို့ခဏနေတော့စပြီးတော့ကျွေးလို့ရတော့မှဖြစ်ပါတယ်ဒါဦးမဦးကတော့ရှမ်းမောက်ပေါ့နော်ဆရာတင်မိထားတဲ့မွေးနေ့ဒီကျွန်တော်တက်ပြီးဆိုပြီးတော့လက်ဆက်လာတာနေပါနဲ့နေတော့ဒါတော့မျက်နှာမဟုတ်ပါဘူးကိုပင်နဲ့နိုင်ရတဲ့ပါလူလေးလာချောင်းနေတဲ့နေသားကိုမောလာတဲ့အလုပ်တလုပ်ပါမယ်ဒီကခဏနေတော့ကျွေးလို့ရပြီဆိုပြီးတော့ကိုပြလာတော့မင်းကြလိုက်ပါတယ်ဆရာသမားလည်းတက်ပုံရိုက်ပြပါအောင်ဆိုလို့တက်ပုံလေးရိုက်ပြခဲ့ရတယ်ဘနော်တက်ပုံမရရင်မောမဆိုလို့ဘနော်ပြင်းနေငါဆရာသမားတော့အလုပ်တော့နေလားစောနေတော့မသိဘူးဒါပေမဲ့ကိုထဲတော့အကူရတယ်ရနေဦးတင်နေအင်းလာလို့ဆိုပြီးတကယ်ချင်းနေဖွင့်ပြီးတော့တယောက်ချင်းငုံနေဘူးနော်ပြင်းရတဲ့တို့ဒီလိုမကြွေးသေးလို့ဆိုပြီးတော့ဆရာသမားဇွန်းလေးပါတော့ဝါနေပါလေလာဆောင်တဲ့ဆရာသမားတွေကလည်းပိုက်ချောင်းလို့ဆိုပြီးပပြင်းနေကြတယ်ပေါ့နော်ကျွန်တော်တို့စတင်ပြီးတော့ကြွေးလို့ရပြီဖြစ်ပါတယ်စကြွေးရမယ်ဆိုတာနဲ့ခီးတရားတဲ့ခါလဲစင်ကြတက်စီပြီးဖြစ်သွားပါလေလူချင်းတရားနာမည်ကိုတော့ပေါ်လီမွန်လာတဲ့ကူရိုက်တွပြပါလိမ့်မယ်။ဒါနဲ့မမေဝင်းခိုင်ရဲ့32နှစ်ပြည့်မွေးနေ့အလူလေးအဖြစ်ကျွန်တော်တို့ဒီလင်းရောက်ကြီးစစ်ဆောင်စကန်ကိုကျွန်တော်တို့ဒီမော်ဟင်းကအဟာရကျွေးမွေးလူတန်းနေတာပဲဖြစ်ပါတယ်ခင်ဗျာ။
ဒီမမေဝင်ကိုင်လည်းကျွန်တော်ဒီမွေးနေ့မှာစပြီးတော့စိတ်ချမ်းသာခြင်းကိုချမ်းသာခြင်းနဲ့ပြည့်စုံပါစေပြီးတော့မိသားစုနဲ့ချရတဲ့မိသားစုနဲ့အတူပြန်လည်းအမြန်ဆုံးပြန်လည်းဆုံစည်းနိုင်ပါစေလို့ကျွန်တော်တို့အားလုံးကဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ အဲ့တော့လူချင်းနဲ့ညီမတို့ရေးပြတာဖြစ်ပါတယ်အခုလိုမျိုးအတတရလာရောက်ဆက်တော့ပြကြတဲ့ကလေးရလူကြီးတွေရောကိုလိုကျေးဇူးအများကြီးတင်ပါတယ်စုံလဲပီတီရဲ့အများကြီးဖြစ်ရပါတယ်အများကြီးလည်းဝမ်းသာပါတယ်လူချင်းလည်းအများကြီးလာပြီးဆက်တဲ့ပြကြပါဦးနော်လူရှင်တွေအားလုံးလည်းကျေးဇူးများကြီးတင်ပါတယ်ဒီတက်မကလည်းပို့ပြီးတော့အများကြီးကျွေးနိုင်ကြပါစေလို့ဆုတောင်းပါတယ်နော်ဒီများရေးစားရကြည့်ပြီးတော့ကိုလည်းမနေနိုင်တော့ဘူးကိုယ့်ကိုပဲထည့်ပြီးတော့တပွဲကြည့်လိုက်တယ်ပေါ့နော်မွေးရတော့စားကောင်းနေကျူလူလေးဆိုရင်ထားတော့မထားနိုင်တော့ဘူးနော်စားရင်းနဲ့เอามาก่อนสิมาเดี๋ยวนี้ตัวนี้เต็มเนี่ยเราจะไปเอ็มอะไรแล้วแต่ก็กูมาซ้ำอ่ะซ้ำရတယ်ตาပြီး မောင်ရရန်ကောင်းလေးပြောရမယ်ခဏလေးတွေ့မှပဲတပုံးမောင်နော်ဘယ်ပုံးတပုံးကုန်ပါတယ်ပြန်ကလေးမသေးဘူးနော်အမဝေးတဲ့နေရာမှာပဲထိုင်ပြီးတော့တပွဲတူပဲချိန်နေရပါနော်ကျွန်တော်ကျွေးရရှင်တနားခွဲနှစ်နားလုံးမှာပဲကိုလုံးကြီးပါတော့ကုန်ပါလေဘောနော်မုံဘက်တည်းဟဲ့တည်းကုန်ပါပြီဆိုတော့ကျွန်တော်တို့ပြန်မတော့ခဲ့ဘောနော်အဲ့တော့ကျေးဇူးတင်ပါတယ်